တငင်းသီးလေးကလည်းပေါ်ကာစားအရန်အစီးသီးတွေကြီးကျယ်တော့မပေါ်သေးဘူးပေါ့နော်အဲ့တော့မိုးလေးကလည်းကြာကာစားဆိုတော့မဖြစ်မနေခင်းချင်ဒီငပိချက်လေးအရန်စားချင်စားလိုက်တယ်ကဲထုံးစံတိုင်းမင်းနေတော့ငပိရည်လေးနဲ့ဆွဲပါမယ်ဒါလေးကတော့ကြက်အချိုလေးချက်တာပေါ့နော်စီပီကြက်ကိုချက်တာပေါ့အဲ့တော့မင်းနေကတော့တကယ်စားချင်တာကတော့ငပိရည်နဲ့ခင်းချင်ဒီငပိချက်နဲ့ခင်းချင်ဒီငပိနေတဲ့ညင်းဒီခင်းချင်ဒီငပိချက်ချက်နေကိုမင်းနေရဲ့ YouTube channel မှာမင်းနေအရှင်တော့ကလေပြင်လာတာရှိရနော်အဲ့ဒါလေးပြန်ကြည့်လို့ရပါတယ်ပစုံကြောင်လေးနဲ့ပေါ့နော်အရှင်မတွေကတော့ချက်တတ်ပါတယ်အကုန်လုံးကဲစားကြပါဦးတညင်းသီးလေးကတော့ပေါ်ကားစားလေးပေါ့ဒီညင်းသီးလေးတွေပေါ်လာပါပြီအလုံးအရန်အကြီးတွေတော့မပေါ်သေးဘူးပေါ့နော်အဲ့တော့မင်းကြီးကလည်းစားချင်နေတာနဲ့စားလိုက်တယ်ကြောတက်မှလည်းကြောက်တယ်ပြုတ်ပြီးတာကိုဒါလေးကိုလေ3လုံး900နဲ့ပြည်တာမင်းကြီးက3လုံးမယူ2လုံးပဲယူမယ်လို့ပါဆိုတော့တယောက်တော့ပိုနေမှာလေအဲ့တော့ရောင်းတဲ့လူကအခြားသူထက်ထက်ရောင်းရတာပေါ့နော်ဝေးနေရတယ်ချင်းချင်းမပြီးကြလေဒါအရင်တော့မင်းကြီးစကားလေးတွေရိုက်တော့စကားလေးတွေရိုက်တော့ဆိုတော့မင်းကြီးအဲ့တော့စီစဉ်သူပေါ့စကားလေးတွေနေကားလေးတွေရိုက်တာပေါ့နော်အဲ့တော့အဘကြောက်ရိုင်းဥအောင်မြက်ပါရှိပါသေးတယ်အဘမျိုးသမီးတွေရှိပါအမေရှမ်းပေါ့နော်အမေရှမ်းရဲ့လက်ရလေးတိုင်းအရန်မမေ့ဘူးဟင်းကောင်းလေးစားရင်အဲ့ဒီအရာသာလေးတိုင်းလေချက်နီးလည်းမမေ့ဘူးဒါပေမဲ့သူပြောပြတယ်ဒီညင်းသီးကိုထုထုပြီးတော့ဒါလေးပေးပြီမဲ့သူကစီးနေပြီဒီကနေ့အမေအောင်တော့ကြည့်တယ်ကဲဆိုမင်းကလေးပတ်နာရှိရတညင်းသီးတို့ညစ်တို့စူပုတ်ရွက်တို့မတည့်ပါဘူးဘဲဥဒါပေမဲ့မင်းအရန်ကြိုက်တဲ့ဟာတွေဖြစ်တယ်အဲ့တော့ဘဲဥကလည်းခဏခဏစားတယ်တညင်းသီးကလည်းပေါ့ပြီဆိုလို့ရှိရင်ရာသီချိန်မှာလေနှစ်ခါသုံးခါတော့မင်းရအောင်စားလိုက်တယ်အကျော်တက်ခံပြီးတော့ကောင်းတယ်နော်ကိုဘီကာလာမင်းနော်ဘုတ်လေးရောင်းနေဒီစိမ့်နေဒီနေ့ကပြီးကြတယ်မင်းနှစ်ခါသုံးခါချက်အောင်လိုက်တယ်အားပေးတယ်ဗျာအင်းစိန်ကအမရောပါရောလေအဲ့ချိန်လေး line မော်အမရတယ်လေတကယ်ကျေးဇူးတင်တယ်သိလားတယောက်တယောက်မသိပဲနဲ့လေသူ့လည်းရမသိကိုလည်းရမသိအဲ့ဒါပေမဲ့မင်းကဒီလိုဟင်းလေးချက်ချက်ပြီးတော့ post လေးတင်တာလေမင်းတို့ဟင်းဆိုင်ရင်စားအောင်ကြည့်တော့မစားဘူးပေါ့နော်ဒါတော့ကိုစားနိုင်တာပေါ့ကိုမကြိုက်တာလေးပေါ့အဲ့တော့ပြီးရရကောင်းအဲ့တော့ဟင်းရွက်စီနဲ့မြေပဲစီတို့အဲ့လိုစားတာပေါ့ဒီကတော့မြေပဲစီလေးပေါ့နော်နောက်တော့စီတွေကိုအများကြီးမစားဘူးလေဒါတော့စီနည်းနည်းများသေးတယ်လက်ညင်တွေကိုလက်အောင်လုပ်ပေါ်ကားသားတာဖြစ်တယ်အလုံးလေးသိပြီးစီးနေညညင်ဒီငပိချက်ချက်တို့ပဲပစုံကြောက်လေးထည့်ချက်တာပွင်းတာဒါမင်းနဲ့ပစုံမပိတွေပါအဲ့ထည့်မချက်ဘူးနော်ပစုံကြောက်လေးနဲ့ချိုးလားဒီလိုနဲ့နာမည်နဲ့အုပ်လိုက်စားမယ်ဆိုနှလုံးလုံးပေါ့ဒါပေမဲ့ကိုချိန်ပြီးလို့စားတော်ကောင်းမှာတော့တော့လာတော့စားလိုက်ဟောစင်းရပြုတ်ပြီးတော့လာမဆက်ချောက်လည်းနေလား
အဲ့ဒါ0လေးရန်ကောင်းထမင်းမေအလေးတွေကြိုက်ကြတာကဲအားလုံးကျေးဇူးတင်ပါတယ်မင်းရဲ့ YouTube channel subscribe လေးမလုပ်ရသေးလေ subscribe လေးလုပ်ပြီးတော့တောင်းဆိုပါရနော်မင်းကတော့အိမ်ရှင်မလက်ရလေးပေါ့ဒီနေ့ဗာလေးချက်ရမယ်ဗာလေးစားရင်ကောင်းမလဲနော်အဲ့လိုမျိုးတစ်ခါလေးကြရင်စဉ်းစားခက်နေတဲ့အမိတွေဒါမင်းတို့ဒါနေချက်လက်ရလေးပေါ့နော်ရမ်းမိုက်တယ်ထပ်စားခြင်းနဲ့ဒါပေမဲ့တော်ပြီဒီလိုပါPDF လေး share ကောင်းမှွေးနေရပဲ